ရင်နဲ့နှလုံးနဲ့ကုသိုလ်ရဖို့အရေးကြီးတယ်ရင်နဲ့မှာတရားဖြစ်နေတယ်လှူတာမလှူတာတဲ့တရားဖြစ်နေရင်ထဲမှာတတိတွေဖြစ်နေတယ်ရင်ထဲမှာမကောင်းတာတွေကိုမလုပ်ဖို့ကြိုးစားတဲ့ဝိရိယတွေဖြစ်နေတယ်ရင်ထဲမှာစိတ်ထားစိတ်တွေလေလွင့်မနေဘဲနဲ့ကောင်းမြတ်တဲ့အာရုံတစ်ခုမှတည်ကြည်မှုတွေဖြစ်တယ်ရှင်ထဲမှာအမှန်ကန်ဆင်ញင်သုံးသပ်တတ်တဲ့အကုသိုလ်ရဲ့အပြစ်ကုသိုလ်ရဲ့အကျိုးတွေဆင်ញင်သုံးသပ်တတ်တဲ့အသိဉာဏ်တွေဖြစ်နေတယ်တတ္ထဝိရိယတတိသမာဓိပညာဆိုတာဒါတွေဖြစ်နေတယ်ဆိုရင်မကောင်းတဲ့အကုသိုလ်တွေကိုယ်တဏ္ဍာမှာဖြစ်တော့သီလနဲ့ထုံမွမ်းထားမယ်တရားနဲ့ထုံမွမ်းထားမယ်တုတ္တနဲ့ထုံမွမ်းမယ်စာကနဲ့ထုံမွမ်းတယ်ဆိုမကြမကြတတိယကိုပြောတယ်ကိုယ်စောင့်တဲ့သီလလေးတွေနဲ့မကြမကြတတိယမကြမကြတတိယနေခြင်းအပြင်ကုသိုလ်ဆိုစိတ်ထဲကတတိယပြီးတော့နေတဲ့အခါမှာဒီသီလထပ်ဆောင်မလို့အကျိုးတက်လာအကျိုးဖြစ်လာအဲ့ဒီတခါတတိယရင်တခါကုသိုလ်စိတ်ဖြစ်တယ်နှစ်ခါတတိယနှစ်ခါကုသိုလ်စိတ်ဖြစ်တယ်အဲ့တော့ယင်နဲ့နှလုံးထဲမှာတတ္ထာပရိဘဝိတစိတ်သီလပရိဘဝိတစိတ်တုတ္တပရိဘဝိတနာထားတဲ့တရားတွေမကြမကြတရားနာစဉ်းစားတုတ္တပရိဘဝိတစိတ်စာကကိုလူထားတဲ့ကုသိုလ်ကောင်းမှုတွေကိုယင်နဲ့နှလုံးထဲမှာမကြကြတာသိတယ်အေးဆင်ញင်တုံတရားလုံတင်တာနဲ့မလုံတင်တာအနည်းဆုံးကကံကံဤအကျိုးကိုသိမြင်တဲ့ပညာကမ္မတက္ကတာသမာဓိဋ္ဌိမမြဲဘူးလို့သိတာဝိပဿနာသမာဓိဋ္ဌိအနည်းဆုံးကမ္မတက္ကတာသမာဓိဋ္ဌိဝိပဿနာသမာဓိဋ္ဌိဆိုကိုယ့်ရဲ့နဲ့ဖြစ်အောင်လုပ်ရမှာပဲဖြစ်တယ်အဲ့လိုဖြစ်နေခြင်းအပြင်သိနေလို့ရှိရင်မသိတဲ့မောဟကုသနာမဖြစ်ဘူး